ဖက်စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်ဟာရုရှားနိုင်ငံကိုတွားရောက်ခဲ့တဲ့ခီးစဉ်အတွင်းမှာမြန်မာအာကာသယာဉ်မှုကိုအာကာသထဲဆေလွတ်ဖို့နဲ့အာကာသကနေကမ္ဘာမြေကိုချင်းချောက်လာမဲ့ဘေးအန္တရာယ်တွေကိုကာကွယ်သွားမယ့်အကြောင်းရုရှားနဲ့ဆွေးနွေးခဲ့တဲ့တဲ့မန္တလေးပြည်သူ့စေယုံကြီးရဲ့အရေးပေါ်ခန်းနဲ့ခွဲစိတ်ခန်းတွေစီကနေလေအေးပေးဆက်18လုံးကိုနေကင်းကြောင်တောင်အေးဆေးတတာဖြုတ်ခိုးခံလိုက်ရတဲ့အထိလုံခြုံရေးရန်ရာကြီးပြိုကျနေတဲ့အခြေအနေရခိုင်စစ်မျက်နှာမှာအဆအရာအထိနာနေတဲ့အကြမ်းဖက်စစ်ကောင်စီဟာလက်လွတ်လိုက်ရတဲ့တောင်ကုန်းမြို့ကိုပြန်လည်ရယူဖို့ရည်ရွယ်ချက်နဲ့အင်အား250ခန့်ကိုတရမင်းတုံးလမ်းကနေဆေလွတ်လိုက်တဲ့အခြေအနေKNYပြည်နယ်အတွင်းမှာအကြမ်းဖက်စစ်ကောင်စီရဲ့ဝင်ငွေစီးဆင်းမှုတွေကိုဖျက်တောက်ဖို့အတွက်စစ်တပ်နဲ့ပတ်သက်ဆက်နွယ်နေတဲ့ထုတ်ကုန်တွေကိုရောင်းဝယ်ဖောက်ကားတာမလုပ်ကြဖို့ KNDF ကတင်းကြပ်တားမြစ်လိုက်တဲ့တဲ့မြောက်ကိုရီးယားနိုင်ငံကဂျပန်နိုင်ငံရဲ့ကာကွယ်ရေးအသုံးစရိတ်စံချိန်တင်တိုးမြင့်လာမှုကိုပြင်းပြင်းထန်ထန်ဝေဖန်လိုက်ပြီးအမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့မြောက်ကိုရီးယားခေါင်းဆောင်တို့တွေ့ဆုံမဲ့အခြေအနေမြန်မာနိုင်ငံကနေထွက်ပြေးလာရတဲ့ရိုဟင်ဂျာတွေနေရပြန်နိုင်ရေးအတွက်အကြမ်းဖက်စစ်အုပ်စုပေါ်နိုင်ငံတကာအတိုင်းဝိုင်းကဖိအားပေးမှုတွေအရှိန်မြင့်လှုံ့ဆော်ဖို့ဘင်္ဂလားဒေ့ရှ်နိုင်ငံသားရေးဝန်ကြီးအသစ်ကတောင်းဆိုလိုက်တဲ့တဲ့အာကာသစူးစမ်းလေ့လာရေးပြိုင်ဆိုင်မှုတွေပြင်းထန်နေချိန်မှာတရုတ်နိုင်ငံရဲ့လာကဘာစူးစမ်းရေးမောင်းသူမဲ့ဒုံးပြန်လွှတ်တင်မဲ့အစီအစဉ်ကိုဘေကင်းရေးအကြောင်းပြချက်နဲ့ရုတ်တရက်ရွှေ့ဆိုင်းလိုက်ရတဲ့တဲ့အစရှိတဲ့သတင်းတွေကိုတင်ဆက်ပေးသွားပါမယ်။ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့တိုင်းပြည်ကို6ကမ်းပါးတဲ့တွန်းပို့ထားတဲ့အကြမ်းဖက်စစ်ကောင်စီခေါင်းဆောင်ရဲ့လက်တွေ့နဲ့အလှမ်းဝေးလွန်းလာတဲ့အာကာသစီမံကိန်းအိမ်မက်တွေအကြောင်းကိုစတင်တင်ဆက်ပေးကြပါမယ်။အကြမ်းဖက်စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်ဟာမကြသေးခင်ကရုရှားနိုင်ငံကိုတွားရောက်ခဲ့တဲ့ခီးစဉ်အတွင်းမှာမြန်မာနိုင်ငံသားအာကာသယာဉ်မှုတူကိုအာကာသရဲ့ဆေလွတ်ဖို့နဲ့အာကာသကနေကမ္ဘာမြေအနီးကိုကြာရောက်လာနိုင်တဲ့အန္တရာယ်တွေကိုစောင့်ကြည့်ကာကွယ်သွားမဲ့စခန်းတစ်ခုတိစောက်ရေးကိစ္စရပ်တွေကိုရုရှားအစိုးရနဲ့အလေးနက်ထားဆွေးနွေးခဲ့တယ်လို့စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူခိုင်ဆိုကတရားဝင်ထုတ်ဖော်ပြောဆိုလာတယ်။မနေ့ကမှရုရှားနိုင်ငံကနေနေပြည်တော်ကိုပြန်လည်ရောက်ရှိလာတဲ့မင်းအောင်လှိုင်နဲ့အတူဒီခီးစဉ်မှာကိုယ်တိုင်လိုက်ပါသွားခဲ့တဲ့ခိုင်ဆိုကအခုလိုထုတ်ဖော်ပြောဆိုလာတာဖြစ်တယ်။အဆိုပါဆွေးနွေးမှုတွေထဲမှာဆိုရင်အဓိကအချက်ကြီး၄ချက်ပါဝင်နေပြီးလာမယ့်2028ခုနှစ်မှာမြန်မာနိုင်ငံသားအာကာသယာဉ်မှုတူကိုအာကာသရဲ့အရောက်ဆေလွတ်နိုင်ရေးဆိုတဲ့အချက်ကထိတ်ဆုံးကနေပါဝင်နေတယ်။ဒါအပြင်ဂျိုဒုအခြေပြုရှာဖွေကယ်ဆယ်ရေးစခန်းတွေတိစောက်ဖို့ GNS တိစောက်ရေးလုပ်ငန်းစဉ်တွေနဲ့အာကာသကနေချင်းချောက်လာမယ့်အရာဝတ္ထုတွေကိုစောင့်ကြည့်ကာကွယ်ရေးအတွက်အထူးစခန်းတစ်ခုတိစောက်သွားဖို့အစရှိတဲ့အချက်တွေကိုပါရုရှားဘက်နဲ့နားလည်မှုစာချုပ်လက်မှတ်ရေးထိုးနိုင်ခဲ့တယ်လို့သိရတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးပြည်တွင်းမှာတော့ဝေဖန်လှောင်ပြောင်မှုတွေအကြီးအကျယ်ထွက်ပေါ်နေခဲ့တယ်။လက်ရှိချိန်မှာမြန်မာနိုင်ငံတဝန်းလုံးမှာစစ်ရေးပဋိပက္ခတွေအပြင်းထန်ဖြစ်ပွားနေပြီးအကြမ်းဖက်စစ်ကောင်စီတပ်တွေဟာနေ့စဉ်နဲ့အမျှစခန်းတွေလက်လွတ်ဆုံးရှုံးနေရတဲ့အခြေအနေဖြစ်တယ်။တိုင်းပြည်ရဲ့စီးပွားရေးဟာအောက်ဆုံးအခြေအနေအထိထိုးကျနေပြီးကုန်စည်နှုန်းတွေအဆမတန်မြင့်တက်လာမှုကြောင့်ပြည်သူလူထုရဲ့နေ့စဉ်လူမှုဘဝတွေဟာလွန်စွာကြက်တဲဆင်းရဲနေကြရတယ်။ဒီလိုအလွန်တရာဆိုးရွားလာတဲ့အကြက်တဲတွေကြမှာအကြမ်းဖက်စစ်ကောင်စီအနေနဲ့မြေပြင်ကအရေးပေါ်လိုအပ်ချက်တွေကိုလုံးဝမျက်ကွယ်ပြုပြီးကုန်ကျစရိတ်အလွန်ကြီးမားလာတဲ့အာကာသယာဉ်မှုဆေလိုရေးစီမံကိန်းတွေကိုဦးစားပေးဆွေးနွေးနေတာဟာပြည်သူတွေရဲ့အသက်အိုးအိမ်စီးစိမ်တွေအပေါ်ဘလောက်အထိဂရုမစိုက်ဘူးဆိုတာကိုမိမောင်းထုတ်ပြနေတယ်။အခုလိုအာကာသစီမံကိန်းတွေအကောင့်ထဲပေါ်ဖို့လိုအပ်မဲ့ဘဏ္ဍာငွေဘလောက်သုံးစွဲရမယ်ဆိုတာနဲ့နည်းပညာပိုင်းဆိုင်ရာအသေးစိတ်အချက်လက်တွေကိုတော့စစ်ကောင်စီဘက်ကထုတ်ဖော်ပြောဆိုရခြင်းမရှိဘူးလို့သိရတယ်။ပြည်သူတွေစားဝတ်နေရေးခက်ခဲနေချိန်မှာစိတ်ကူးရင်အိမ်မက်တွေမက်နေတဲ့အကြမ်းဖက်စစ်အုပ်စုရဲ့ရန်တရားကြီးဟာလက်တွေ့မြေပြင်မှာတော့အဖက်ဖက်ကနေပြိုကျပျက်စီးနေပြီဖြစ်တယ်။အကြမ်းဖက်စစ်ကောင်စီရဲ့အုပ်ချုပ်ရေးရန်တရားတွေဘလောက်အထိပျက်စီးယိုယွင်းနေပြီလဲဆိုတာကိုမန္တလေးမြို့ကဖြစ်စဉ်တစ်ခုကသက်သေပြနေတယ်။နိုင်ငံရဲ့ဒုတိယအကြီးဆုံးမြို့တော်ဖြစ်တဲ့မန္တလေးမြို့ကအဓိကပြည်သူ့စေယုံကြီးအတွင်းမှာနေကင်းကြောင်တောင်အချိန်ကြီးမှာအရေးပေါ်ခန်းနဲ့ခွဲစိတ်ခန်းတွေမှာတက်ဆင်ထားတဲ့လေအေးပေးဆက်အလုံးရေ18လုံးကိုတကိုးတွေကအေးဆေးသက်သာဖြုတ်ယူခိုးယူသွားခဲ့ကြတယ်။ဒီလိုပမာဏများပြားလာတဲ့လေအေးပေးဆက်တွေကိုဖြုတ်ယူဖို့ဆိုတာအချိန်တော်တော်ယူရမယ့်ကိစ္စရပ်ဖြစ်ပေမဲ့လုံခြုံရေးတာဝန်ရှိသူတွေနဲ့စေယုံအာဏာပိုင်တွေကလုံးဝသတိမထားမိခဲ့ဘူးဆိုတာဟာတရားဥပဒေစိုးမိုးရေးလုံးဝကင်းမဲ့နေပြီဆိုတာကိုထင်ရှားစေတယ်။အရေးပေါ်ဌာနပင်မဓာတ်မှန်ဌာနယာယီစာသင်ခန်းနဲ့ပင်မခွဲစိတ်ခန်းတို့မှာတက်ဆင်ထားတဲ့အဆိုပါလေအေးပေးဆက်တွေကိုတရက်ထဲနဲ့ဖြုတ်ယူသွားတာမျိုးတော့မဟုတ်ပဲအချိန်ရသလိုအစိပ်ပိုင်းတစ်ခုချင်းစီအလိုက်တည်တည်ချာချာဖြုတ်ယူသွားခဲ့တာဖြစ်တယ်။ဒီဖြစ်စဉ်မှာစေယုံကြီးရဲ့တန်ရှင်းရေးဝန်ထမ်းတဦးနဲ့သူ့ရဲ့မိသားစုဝင်တွေကိုယ်တိုင်ပူးပေါင်းပါဝင်ပတ်သက်နေတယ်လို့သိရတယ်။ကွန်ပရက်ဆာတွေနဲ့မော်တာတွေကိုလူနာတွေဝင်ထွက်သွားလာနေတဲ့ကြားကနေဖြုတ်ယူသွားနိုင်တာဟာအကြမ်းဖက်စစ်ကောင်စီလက်ထက်မှာပြည်သူပိုင်ပစ္စည်းတွေရဲ့လုံခြုံရေးဟာတုံညအဆင့်ကိုရောက်ရှိနေပြီဆိုတာကိုအတိအလင်းပြသနေတယ်။လူနာတွေနေ့စဉ်နဲ့အမျှအသက်လူနေရတဲ့အရေးပေါ်ဌာနကြီးမှာလေအေးပေးဆက်တွေမရှိတော့တဲ့အတွက်ကျန်းမာရေးစောင့်ရှောက်မှုအရေးသွေးဟာလည်းအကြီးအကျယ်ထိခိုက်နေရပြီဖြစ်တယ်။
စစ်ရေးနယ်ပယ်ကိုဆက်လက်လေ့လာကြည့်မယ်ဆိုရင်လည်းအကြမ်းဖက်စစ်ကောင်စီဟာနေရာအနှံ့ပြားမှာအကြီးအကျယ်ရှုံးနိမ့်မှုတွေနဲ့ရင်ဆိုင်နေရဆဲဖြစ်တယ်။အထူးသဖြင့်ရခိုင်စစ်မျက်နှာမှာအာရခတပ်တော် AA ရဲ့ထိုးစစ်တွေကြောင့်စခန်းပေါင်းများစွာကိုလက်လွတ်ဆုံးရှုံးထားရတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ဟာအခုခါမှာတော့ပြီးခဲ့တဲ့2024ခုနှစ်နိုဝင်ဘာလကတည်းက AA ရဲ့သိမ်းပိုက်ခြင်းကိုခံထားရတဲ့တောင်ကုန်းမြို့ကိုပြန်လည်ထိုးစစ်ဆင်ဖို့ကြိုးပမ်းလာနေတယ်။ဩဂတ်လ22ရက်နေ့မနက်ပိုင်းအချိန်မှာတရက်မြို့ကပ္ပစစနစ်တပ်တွင်းကိုအကြမ်းဖက်စစ်ကောင်စီရဲ့စစ်ကား3စီးဝင်ရောက်လာခဲ့ပြီးအင်အား250ခန့်ဟာတရက်မင်းုံလမ်းပေါ်ကနေတဆင့်ကမ္မမြို့ဘက်ကိုဆက်လက်ထွက်ခွာသွားခဲ့တယ်လို့တော်လိုင်းသတင်းရင်းမြစ်တွေစီကနေသိရလက်ရှိမှာအဆိုပါတပ်ဖွဲ့ဝင်တွေဟာရခိုင်ရိုးမကိုဖျက်ကျော်ပြီးတောင်ကုတ်မြို့ကိုထိုးစစ်ဆင်ဖို့ပြင်ဆင်နေတာဖြစ်နိုင်တယ်လို့ကာကွယ်တပ်ဖွဲ့ဝင်တူကသုံးသပ်ပြောဆိုထားတယ်။အရင်ကကပ္ပစစနစ်အတွင်းကိုစစ်သားအင်အား2500ခန့်ထိရောက်ရှိနေခဲ့ပြီးအဲ့ဒီထဲကအင်အားထောင်ခန့်ဟာမင်းတုံးဘက်ကိုထွက်ခွာသွားခဲ့ရမှာအခုကနောက်ထပ်အင်အား250ခန့်ထပ်မံရောက်ရှိလာတာဖြစ်တယ်။တရက်မင်းတုံးလမ်းပိုင်းမှာအကြမ်းဖက်စစ်ကောင်စီရဲ့စစ်ရင်တန်းတွေစက်တိုက်ဖျက်ဆီးသွားလာနေတဲ့အတွက်ခီးသွားပြည်သူတွေအနေနဲ့အထူးဂရုစိုက်သွားလာကြဖို့ကိုလည်းတရက်ခရိုင်တရင်လေးတာဝန်ခံကအရေးပေါ်သတိပေးချက်ထုတ်ပြန်ထားတယ်။မြေပြင်တိုက်ပွဲတွေမှာအထိနာလေးလမ်းပန်းဆက်သွယ်ရေးလမ်းကြောင်းတွေပေါ်မှာစစ်ရေးလှုပ်ရှားမှုတွေပုံမပြုလုပ်လာလေးဖြစ်တာကြောင့်ပြည်သူတွေအနေနဲ့စစ်ကောင်စီရဲ့လှုပ်ရှားမှုတွေကိုမျက်ခြေမပြတ်စောင့်ကြည့်နေဖို့အလွန်အရေးကြီးနေပြီဖြစ်တယ်။စစ်ရေးရတာမကပဲစီးပွားရေးဘက်ကနေပါအကြမ်းဖက်စစ်ကောင်စီရဲ့အသက်သွေးကြောတွေကိုဖျက်တောက်ဖို့တော်လှန်ရေးအင်အားစုတွေကအရှိန်မြင့်ဆောင်ရွက်လာနေတယ်။ကင်းနီပြည်နယ်အတွင်းမှာဆိုရင်အကြမ်းဖက်စစ်တပ်နဲ့တိုက်ရိုက်ဖြစ်စေတွဲဝိုက်ပြီးဖြစ်စေပတ်သက်ဆက်နွယ်မှုရှိနေတဲ့အရက်ဘီယာနဲ့ဆေးလိပ်ထုတ်ကုန်တွေကိုလုံးဝရောင်းဝယ်ဖောက်ကားတာတွေမလုပ်ကြဖို့ကင်းနီအမျိုးသားများကာကွယ်ရေးတပ် KNDF အမှတ်1စစ်ဒေသကနေအထူးအသိပေးချက်တရက်ကိုထုတ်ပြန်လိုက်တယ်။တော်လိုင်းရင်အားစုတွေစိုးမိုးထိန်းချုပ်ထားတဲ့နယ်မြေတွေအတွင်းမှာစစ်တပ်ရဲ့ထုတ်ကုန်တွေကိုတားမြစ်ကန့်သက်ထားတဲ့ကြားကနေဒေသတွင်းရောင်းဝယ်မှုတွေကြဲကြဲပြန့်ပြန့်ရှိလာတဲ့အပေါ်အခုလိုထိထိရောက်ရောက်တားဆီးဖို့လှုံ့ဆော်လာတာဖြစ်တယ်